ဂျော်ရှွာဗန်နဲ့အောင်လာအန်ဆန်ဘသူကပိုပြီးနာမည်ကြီးလဲမြန်မာပရိသတ်တွေကြားမှာအောင်လာအန်ဆန်နဲ့ဂျော်ရှွာဗန်ဘသူကပိုပြီးနာမည်ကြီးလဲဆိုတာနဲ့ပတ်သက်လို့အငြင်းပွားစရာတွေဝေဖန်သုံးသပ်မှုတွေရှိနေကြပါတယ်တကယ်တော့သူတို့နှစ်ယောက်ရဲ့ကြော်ကြားမှုအတိုင်းအတာကိုနှိုင်းယှဉ်ဖို့ဆိုရင်သူတို့ကျင့်လည်ရာကစားကွင်းချင်းမတူညီတာကိုအရင်ဆုံးကြည့်ရပါလိမ့်မယ်အောင်လာအန်ဆန်ကအာရှအခြေဆိုင်ဝမ်ချက်မြင့်ရှစ်မှာအောင်မြင်ခဲ့တာဖြစ်ပြီးတော့ဂျော်ရှွာဗန်ကတော့ကမ္ဘာအကြီးမားဆုံးအမေရိကန်အခြေဆိုင် UFC Promotion မှာကစားနေရပါအဖွဲ့အစည်းနှစ်ခုရဲ့ပုံရိပ်နဲ့ပရိသတ်အင်အားကတိတိတသားကွာခြားပါတယ်ဝမ်ချက်မြင့်ရှစ်ကအာရှဈေးကွက်မှာအင်အားကြီးပေမဲ့ကမ္ဘာအဆင့်မှာတော့ထင်သလောက်အကျိုးသက်ရောက်မှုမရှိသေးပါဘူးတစ်ဖက်မှာလည်း UFC ကအမေရိကန်နေမကပဲနဲ့အာရှအပါဝင်တကမ္ဘာလုံးကအခိုင်အမာအားပေးတဲ့ကမ္ဘာနံပါတ်1 MMA Promotion ကြီးဖြစ်ပါတယ်ဒါကြောင့် UFC မှာဝေတန်အလိုက်တတ်မှတ်ချက်တဲ့ဝင်ုံနဲ့တင်ကမ္ဘာကတည်တဲ့ fighter ဖြစ်သွားပါပြီချန်ပီယံဖြစ်လာရင်တော့တကမ္ဘာလုံးအတိုင်းအတာနဲ့တိုင်းတာလို့မရတဲ့ကြော်ကြားမှုကိုရရှိရပါဒီနေရာမှာဝမ်ချက်ပီယံရှိရဲ့ချန်ပီယံတယောက်ဟာအာရှအဆင့်မှာပဲလူသိများပြီးတော့ကမ္ဘာအဆင့်ထိပေါက်မြောက်ဖို့ရုန်းကန်ရလေးရှိပါတယ်ဒါကြောင့်ဂျော်ရှွာဗန်က UFC ချန်ပီယံဖြစ်လာတဲ့အတွက်တကမ္ဘာလုံးက MMA ပရိသတ်တွေရဲ့အတိမတ်အပြုမှုကိုအပြည့်အဝရရှိထားတာဖြစ်ပါတယ်အောင်လာဟန်ဆန်ကတော့အာရှအဆင့်မှာရှမ်းရှမ်းတောက်အောင်မြင်ခဲ့ပေမဲ့ကမ္ဘာစင်မြင့်ထပ်မှာတော့ဂျော်ရှွာဗန်လောက်ပုံရိပ်မကြီးမားခဲ့တာကအမှန်တရားတစ်ခုပါဒါပေမဲ့မြန်မာနိုင်ငံတွင်းမှာနေနှိုင်းရှင်းမယ်ဆိုရင်တော့အောင်လာဟန်ဆန်ရဲ့အောင်မြင်မှုနဲ့ဩဇာလွှမ်းမိုးမှုကိုဂျော်ရှွာဗန်အနေနဲ့လောလောဆယ်မမီသေးပါဘူးလက်ရှိနိုင်ငံရေးနဲ့လူမှုရေးစီးပွားရေးအခြေအနေကြောင့်နယ်ဒေသတွေကပြည်သက်တွေဟာဤပညာနဲ့အလှမ်းဝေးသွားပြီးတော့ဂျော်ရှွာဗန်ရဲ့အကြောင်းကိုသိရှိသူနှဲပါနေပါသေးတယ်အားလုံးထက်ပိုရေးကြီးတာကတော့အောင်လာဟန်ဆန်ကမြန်မာမြေပေါ်ကို MMA အားကစားနည်းကိုစတဲ့မိတ်ဆက်ပေးပြီးလမ်းခင်းပေးခဲ့တဲ့မြန်မာပြည်သက်တွေရဲ့နှလုံးသားထဲမှာအစားထိုးလို့မရတဲ့မြန်မာ MMA ဖခင်ကြီးဖြစ်နေလို့ပါပဲ